Hello, it's me. အကာပါကျွန်တော်တက်သစ်ဆက်လုံငယ်တယောက်ပြီးစူးစမ်းခြင်းစိတ်ပြီးရတယ်တက်လန်းကြီးရဲ့ရုံကောင်းကောင်းမှာလှုပ်လှုပ်ခြင်းနဲ့ပြီးရင်တော့ယာတူကောင်းကောင်းလာစားကောင်းကောင်းနဲ့ stable ဖြစ်တဲ့ light တစ်ခုဒီစောက်ခြင်းနဲ့ပေါ့ဗျာကျွန်တော်ရဲ့စံနာရဲ့အကောင့်တွေပို့ဖို့အခွင့်အလမ်းအစီတက်တွေကိုရောက်နေပြီဟုတ်ပါတယ်ကျွန်တော်ကအရင်ကလေးကအရန်လှုပ်လှုပ်ခြင်းဟောဒီ MPT ရုံးရဲ့ consumer safety department မှာ junior စီးနေဒီနေ့ပဲပူပူနေလှုပ်စားစီရတော့ပါပထမဆုံးလှုပ်စားစီရမင်းနေဆိုရင်တော့ကောင်းပြီလားကဲ MPT ရုံးရဲ့ဝင်လိုက်ကြရအောင်ဆောက်တဲ့နေပါလေဖွင့်ကြောင်နေပေါ့ဟုတ်ဘာတူလဲမသိဘူးဗျခုမှဆောက်ခါသားဆိုအခုဘယ်သိမလဲမသိနေတော့အင်တာဗျူးမှာတွေ့ပြီဟုတ်အခုကဒီ CD ရဲ့ fit လေအခု sorry ပါနော်ကျွန်တော်ကိုယ့်အထက်လူကြီးမှမသိလိုက်လို့ပါရောက်ပါတယ်အခုအဲ့လောက်ဒီသဘောထားတည်တည်နေတယ်မဟုတ်ပါဘူးဒါတော့အခုသဘောထားတည်တည်ပတ်ပဲလုပ်လို့ရအောင်ကိုရောကဘာကြီးလဲ rapper လေ MPT ဝေတန်းနေကွာကဲအလုပ်ရှင်လည်းနေပြီဆိုတော့ဓမ္မပေါက်တော့ကြပါလားဟိုတက်လိုက်ခဲ့တော့ကျွန်တော်ဒီနေ့ဘာလုပ်ရမလဲမသိဘူးဗျာကိုအေးမင်းကဒီနေ့မှာအတစ်ဆရောက်တာဆိုတော့ဘာမှထွေထွေထူးထူးတော့လုပ်ဆရာမရှိသေးပါဘူးဒီတိုင်းပဲကိုနားလေးထိုင်နေပေါ့ဗျာအခုဘာလုပ်လဲဆိုတော့ဒီတိုင်းပဲထိုင်ကြည့်နေပေါ့မကောင်းဘူးလားဟုတ်ကောင်းပါတယ်နင်းချက်မင်းကခုမှဘာထိုင်လုပ်နေရလဲနင်းချက်နင်းတစ်ကလေးကိုကျင်းထည့်နေရမလားဟိုလေးပါCongratulations, Aka. Welcome to our team. ဟုတ်ကဲ့ပါနင်းချက်နဲ့တော့တွေ့ပြီပေါ့။ तू ကအမားတို့ department မှာ senior sale तू ကအရင်အစနောက်တန်းတာ။နင်းချက်ငယ်ကြမှာလေးလေးမမနေနော်။အပါတညာတန်းကြားကြဘူး။ဟုတ်ကဲ့ပါမ။ तू ကတော့တင်စား။ तू ကအမားတို့ department မှာမရှိမဖြစ်ပေါ့။အလုံးနဲ့ပတ်သက်ရင် तू သိတာဘာမှမရှိဘူး။ဟုတ်တွေ့ရအောင်လာပါရ။ Aka မင်းကသူတို့ညောင်းနဲ့တူလှုပ်တွဲလှုပ်ကြမယ်။မင်းတို့ညောက်ကလည်းသူ့ကိုတေချာလက်တွဲခေါ်လိုက်ချောလေးတော့ရောက်လာပြီနော်ဒီဘောက်ထူကိုပဲကျန်တော့ဟဲ့ပုံစံတော့မှန်ကြောင်လေးနော်လူတွေကဘယ်လာမှန်းသိအဲ့ဒါရုံးနဲ့ချင်းချင်နိုင်တယ် No ရှော့ဒီမှာ MPT ရဲ့ product နဲ့ package တွေကိုတခြားလေးလာတာဒီထဲမှာ any net နဲ့ဒုံးမြန် package voucher တွေပါတယ်တခြားလူသုံးများတဲ့ vibe batch တွေကိုလည်းနည်းနည်းပါဖတ်ကြည့်ထားပြီးတော့စင်းလုပ်ထားပေးတင်စားပေးရ computer ထဲမှာ customer information တွေရှိတယ်အဲ့ဒီမှာ feedback တောင်းကြရလိုတဲ့ customer တွေကိုစင်းပြုစုပြီးတော့အမအောင်မေးပို့ထားပေးဟုတ်ကဲ့ပါအဲ့တော့နေ့လည်လောက်တော့ပြီးနိုင်တယ်မလားဒီနေ့တော့အမကိုဒါလေးပြအောင်လုပ်ထားပေးနော်ဟုတ်ကဲ့ပါမကျွန်တော်စူးစမ်းပါအဲ့ဆိုတော့လို့ရပြီအမဒီမှာရှိနေမယ်နော်ငါခုပြေတော့သွားပါပြီအဲ့ငါကိုဗတိလက်ပေးထားတာလို့ဒီစားရဲ့ချစ်စောခွက်ကြီးတော့ကွဲပြီအခါမင်းတော့ပြန်ပြီးစားထုတ်ပြရတော့မယ်ကျွန်တော်တောင်းမှမှာတဲ့လားမတုံစားဖြစ်သွားပါရတယ်မကောင်းနေတော့လက်တွေရှာကုန်မယ်နောက်ဆိုတော့တတိထားနော်ကျွန်တော်ပေါချရေးခွဲပြီးပါAka မင်း coffee တောက်ချင် dining room မှာတော့ဖြော်တောက်လို့ရတယ်နော်ဟုတ်အခုကျွန်တော် coffee တော့ဖြော်ဖို့အခုတောင်းမလားဟုတ်မတောက်တော့ပါဘူးကွာဒီကတစ်ခါမှရှင်နေတောက်ပြီ Okay ကြားစရာ
sorry ပါကိုရပူသွားလာ မပူဟေးမပူ တော်သေးရပါဗျာ ရွှေနေတာမပူပဲနေမလားဟော ကျွန်တော်ဘယ်လိုလုပ်ရအောင်လဲ ကြွားပါပြီငါရဲ့အချိုက်ဆုံးရှာရ တောင်းပါရောကိုရ ရတယ်ထားလိုက်တော့ တောင်းပါနော် ထားလိုက် အကားဘလို့ဖြစ်နေရလဲနဲပါတိထားအောင်ပါပေါ့ ဟုတ်ကဲ့ပါမဟိုလေးနေ ခဏလောက်နားပြစီအောင်ရှင်ရလဲအာမနာပါမနာရှင်တက်တက်မဲ့ကျမကိုလောက်တာမလားရှင်တောင်းတဲ့ဖိုင်ကျမမပေးလို့ရှင်ကျမကိုတက်တက်မဲ့လောက်တာ ကျွန်တော်တမင်လုပ်တော့မဟုတ်ဘူး မလုံးမယ်နော် ကျွန်တော်မြင်လိုက်လို့